လန်းချတော့ဟိုလန်းချတော့ဆိုပြီးတော့နာမည်ကြီးနေတာနဲ့ဒီနေ့မှာစားဖြစ်ခဲ့ပါတယ်။မှာအရသာ၃မျိုးရှိတယ်လို့ပြောတယ်။ original အရသာကမန္တလေးရရသာအတိုင်းပဲပေါ့နော်။ပြီးတော့ချင်းဆက်လေးတုတ်တာကြီးနောက်တစ်ခုကတော့ပုံမှန်အရသာပါ။ဒါပေမဲ့ကိုကအခုမှပထမဆုံးစားဘူးတာဆိုတော့မန္တလေးရအရသာစစ်တိုင်းသူ့ရဲ့ original အရသာကိုသိချင်လို့မှာစားဖြစ်ခဲ့ပါတယ်။သူကတော့ဒီ original အရသာဆိုလို့ရှိရင်မာလာအရသာနဲ့ဆင်တဲ့အထုံများတယ်စီများတယ်လို့ပြောပါတယ်။ဒါပေမဲ့အကျိုးကဆက်စချင်းဆို original အရသာကိုပဲစားခြင်းလို့မှာစားပစ်ခဲ့ပါတယ်ရှင်။ဒီမှာဆိုလို့ရှိရင်ဝက်သုံးတက်တာပါတယ်ဝက်ဥတွေဝက်အသေးတွေဝက်အစုပ်တွေပြီးတော့ကြတော့ဒီတခြားဒီကြက်ဥချောင်းတို့ဘာလို့ပေါ့နော်အဲ့လိုဟာမျိုးလေးတွေလည်းပါတယ်။နဲ့အတိုင်းပဲကျွတ်နှွက်ရဲ့မိုးတွေခောက်ဆွဲတွေပေါ့နော်မာလာအဆန်ပြားတွေပေါ့အဲ့ဒါတွေလည်းပါတယ်။နောက်ပြီးတော့နာမည်ကြီးပဲသီးလေးတွေလည်းပါပါတယ်။ပဲသီးလေးတွေကလည်းဒီထဲမှာစားလို့ကောင်းပါတယ်နော်။ပထမဆုံးဆက်စားလိုက်ခြင်းမှာပဲသူ့ရဲ့အရသာကဘာနဲ့ဆင်လဲဆိုတော့သူပြောသလိုပဲမာလာရှမ်းကောအရသာနဲ့နည်းနည်းသွားဆင်တယ်ဒါပေမဲ့သူကမာလာရှမ်းကောလိုပုံစံလည်းမဟုတ်ပြန်ဘူးသူကကြတော့နည်းနည်းလေးချိုတဲ့ဘက်ကိုသွားတယ်ပြီးတော့သူ့မှာပါတဲ့ sauce လေးကလည်းပဲငပိအရေးလိုအဲ့လိုခရူးစီလိုအဲ့လိုမျိုးအရသာလေးရောထားတဲ့ပုံစံမျိုးလေးပေါ့နော်နည်းနည်းချိုတိုလေးသွားတယ်ချိုချင်ဖြုံလေးနဲ့ပေါ့နော်အရသာလေးကစားလို့တော့ကောင်းတယ်ဒါပေမဲ့စီများတော့ကြတော့နည်းနည်းလေးတော့ဤပါတယ်2000တန်ပွဲရဆိုလို့ရှိရင်တကယ်တော့ထမင်းနဲ့စားမယ်ဆိုရင်3ယောက်လောက်ကောင်းစားလို့ရရင်နော်ကတော့ဒီပွဲကြီးတစ်ပွဲမကုန်သေးပါဘူးအခုထိစားနေရတော့မှာပဲရှင်သူစီကနေမှာလို့ရှိရင်တင်ငန်းကျုံမျိုးရင်းဆိုရင် delivery free နဲ့ပို့ပေးရတဲ့အတွက်အရန်ကိုအဆင်ပြေပါတယ်ဒီစီမှာရှိရပေါ့နော်စက်သားဝက်သား2000ပြီးတော့စက်မဲတို့တခြားဟာရှိသေးတယ်အဲ့ဒါ1000ခွဲထင်တယ်နောက်တက်လုတ်က1100လောက်မသိဆိုင်နာမည်ကထက်မာလာရှန်ကောဆိုင်မှာတင်ငန်းကျုံစံပြစီအနီးလိုင်စင်ရုံးရှိမှာရှိပါတယ်ရှင်ဆုံးချင်ပါတယ်ရှင်ပြန်ဆောင်လို့ရအောင်အကောင့်လေးကို follow လုပ်ထားပေးပါအောင်ရှင်